Blackpink in your area. Blackpink in your area. Shut that shit. အရင်ဆုံးအိမ်ကနေဆိုင်ကစီးပြီးတော့အနီလိုင်းစီးပါတယ်ပြီးတော့ဆင်းစီးပြီးတော့ Queen နဲ့ရောက်သွားရပေါ့နော်ပြီးတော့အဲ့မှာဖုန်တဘူရဲ့ဘုတန်းစီရဲ့နေ့လေစားတော့ကဖောင်စားလိုက်တယ်ပါတော့အခု Blackpink ကြည့်လို့ ပြီးတော့ Queen နဲ့မှာ Ashmore တွေနဲ့တွေ့ရတယ်မိတ်ဒီပဝီယာဒီတကယ်တော့အဲ့ Blackpink ပွဲမတိုင်ခင်ရက်တွေမှာရမ်းဖျားနေကြသူက second day ဖြစ်တာလည်းပါတယ်ပြီးတော့ဘေးမှာဆုံးပြီးတော့နေ့လည်းဖြစ်တာဆိုတော့လူတွေကရမ်းညီနေကြအောင်နည်းနည်း experience ကဝေးဝေးဖြစ်ပြီးတော့အဲ့နေရာပွဲကိုကန်ဆယ်ကားပြပါညာတဲ့တင်းထွက်နေတော့လူကနည်းနည်းကြောက်နေရကွာဘလို့ဖြစ်သွားမလဲဆိုတော့Saliendo nada, no me sarangueo. Onde don nambo ko senye sayo. Songalis manuga nugo chiro. Tia! Tia! Tia!တိုင်းမဲ့ကွာခွင်းထဲမှာရမ်းပြောနေဒါပေမဲ့ပွဲလိုက်ပြီးတော့ပြလာစားတော့ဆိုတော့ပြတော့ဘာကြဖုန်းကညက်ပဲစားတော့ဟိုကလည်းအားလည်းမကွာလည်းအပိတ်ပြေးဝဲဒီစားချင်းဘာမှမ900လိုက်ခမစက်မှာတော့နောက်ပြရအောင်တော့သူကပြန်လာတယ်စက်တော့ဘာလို့ဝဲအဲ့မရပြီမဲ့ဟုတ်ဘာလို့လဲဆာမကဲဒီလိုကောညနေကတော့တော့ကျွန်တော်တို့မကြောက်တော့သူကစထားစလာပေါ်လာတယ်ဘာလဲမှာချာရီကြတော့လမ်းတော့ပါပါတော့တယ်လို့ပြောမယ်အဲ့မှာရေးတဲ့ taxi သမားကလည်းနေရာမှာချပေးသေးရနဲ့ပြီးတော့12နာရီဆို BTS ကြီးကပိတ်ပြီကွာပွဲရပြီးတဲ့အချိန်17ကျော်ဆိုတော့ဘလို့မှမမိနိုင်တော့အဲ့နဲ့လေလိုအရန်နဲ့ပြားများပြီးငါသွားပြီးတော့ငါပြင်မှာအိပ်ရတော့မှာဆိုပြီးနောက်ဆုံးအဲ့မှာအနေလိုင်းပေါ်မှာနေရာရလိုက်မှာပဲထိုင်လိုက်မှာပဲလောစိတ်အေးချမ်းသွား Oh my gosh it was kind of achievement I should celebrate myself တရားပါပဲဘာမှတောင်းဖို့တည်းများကိုစတဲ့ဒုက္ခရောက်ဆုံးနဲ့ခရထားပြီးတော့မဝေရုံတမဲပြန်လာတဲ့ကွန်ဆပ်ဖြစ်ပါတယ်။နောက်လာကြမယ်လည်းတည်းတော့ပါ